Sky Studio 1929ရဲ့လမ်းမတော်14လမ်းဈေးစူညံနေတဲ့ဈေးကဘာကြီးဟာမော်တက်နဲ့ဖန်တီးလိုက်သလိုရုတ်တရက်ငြိမ်သက်သွားခဲ့တယ်။ဆိုင်တကားတွေဝုန်းကနေပိတ်သွားပြီးအားလုံးရဲ့မျက်လုံးတွေကလမ်းလေခေါင်မှာတန်ပိုက်တစ်ခုနဲ့မတက်ရက်နေတဲ့လူငယ်တစ်ယောက်စီမှာသူကတော့လမ်းမတော်ကိုတုတ်ပဲငြိမ်သက်နေတဲ့ဈေးလေမှာစပိတ်တစီတကြောက်ကြောက်နင်းလာတဲ့နဲ့အတူညီဖြစ်သူဗသိန်းရောက်လာခဲ့တယ်။ဗသိန်းအတန်အနှဲငယ်စိုးရိမ်တုန်လှုပ်လျက်ကိုကြီးဖိုးတုတ်ဦးလေးဘိုးတင်ကအခုချက်ချင်းလာခဲ့ပါတယ်။အမေလည်းအဲ့ဒီမှာရောက်နေပြီးစိုက်ပိတ်ပြီးမြန်လိုက်ခဲ့ပါတော့ဖိုးတုတ်မင်းဒီနေ့လှုပ်လိုက်တာဟာရန်ကုန်မြေအောက်လောကရဲ့ကြားမီကိုတွားဆွဲလိုက်တာပဲ။ပုံနာပထုံးဆိုတာတာမန်လူမဟုတ်ဘူးကွာဖိုးတုတ်ကကျွန်တော်သိပါတယ်ဦးလေးဒါပေမဲ့ကျွန်တော်တို့ဗမာတွေဒီအတိုင်းခေါင်းငုံခံနေရမှာလားဦးဘူးတင်ကမခံရဘူးဒါပေမဲ့မိုက်တာထက်ညံကပိုရှိပြေးရမယ်အခုမစတီခန့်ရဲ့လက်ယုံမောင်မို့ကိုမင်းဘလို့ကင်တွယ်မလဲအဲ့ဒါကမင်းရဲ့ရာဇဝင်အစပဲဦးဘူးတင်ကမောင်မို့ကိုရိုက်တာဟာမစတီခန့်ရဲ့မျက်နှာကိုဖျက်ရိုက်လိုက်တာပဲပုံနာပါထွန်းနဲ့မစတီခန့်တို့ထိတ်တိုက်တွေ့မှငါတို့အတွက်လမ်းပွင့်မယ်ဒါဟာရန်ကုန်ကိုတိမ့်ဖို့ပထမဆုံးခြေလှမ်းပဲရွှေဦးထုတ်ဆောင်ပြီးရန်ကုန်တစ်မြို့လုံးကိုခြောက်ခြားစေတဲ့သူမကြီးပြီးကိုင်းကိုအမြင့်ဖြတ်ပြီးတဲ့နောက်မစတီကန်ဟာရန်ကုန်မြေအောက်လောကရဲ့အာဏာအရှိဆုံးဧကရာဇ်ဖြစ်လာခဲ့တယ်မစတီကန်ဟိန်းထွက်နေသောအတန်ဖြစ်ဆလမ်မာလီကွန်းမောင်မုတ်ငါတပည့်ကိုဒီလောက်အထိဖြစ်အောင်ဘယ်ကောင်ကလက်ရဲဆက်ရဲလုပ်ရဲတာလဲမောင်မုတ်အတန်ပေါက်တောက်ဖြစ်လမ်းမတော်သားတွေလို့ပြောသွားတယ်အရှင်ဒေါသတကြီးဖြစ်ပါလမ်းမတော်သားဟုတ်လားငါအလရှိမှကျိန်ဆိုတယ်မင်းကိုဒီလိုလုပ်တဲ့ကောင်ကိုငါကိုယ်တိုင်ရှာပြီးစီရင်ပြမယ်မင်းနဲ့မြေအတွက်စိတ်မပူနဲ့ကလဲ့စားချေဖို့သာပြင်ထားလိုက်စတင်းမောင်ထော်လေးလန်းကမစတီခန့်ရဲ့နေအိမ်မစတီခန့်ပါထွန်မင်းလူတွေကငါလက်ယုံမှမဟုတ်ဘူးဒါလာဟိုစီလမ်းမှာဝိုင်းရိုက်သွားတယ်လို့သတင်းကြတယ်လမ်းမတော်သားတွေလို့လည်းအတိလင်းပြောသွားတယ်ဆိုပဲပုံနာပါထွန်းခက်အေးအေးနဲ့နေပါဦးမစတီခန့်ရကျုပ်လူတွေကခမားလူကိုဘာလို့တွားထိရမှာလဲဒါတယောက်ယောက်ကကြားထဲကသွေးထိုးပေးလိုက်တဲ့အကွက်များလားသွေးထိုးတာမထိုးတာငါမသိဘူးလမ်းမတော်နယ်မြေထဲမှာဖြစ်တာဆိုတော့မင်းမတာဝန်ရှိတယ်မစတီခန့်ကတော့အဲ့ဒီကောင်တွေကို3ရက်အတွင်းငါရှိအရောက်ခေါ်မလာနိုင်ရင်ငါတို့ကြားကငင်းချမ်းရေးစာချုပ်ကဒီနေ့ပဲပြီးပြီလို့မှတ်လိုက်တော့လို့တော့ပြောသွားတယ်3ရက်အတွင်းမှာငါနယ်မြေတွေကဘယ်ကောင်ကလက်ရဲဆက်ရဲလှုပ်သွားလဲဆိုတာငါရှာရမယ်ဒါဟာငါ့ကိုထောင်ချောက်ဆင်သွားတာလားဒါမှမဟုတ်လမ်းမတော်နေရာအတွက်လှုပ်ခတ်လာပြီလားကိုဖိုးတုတ်ကျွန်တော်ကိုဗကြီးဘိုးတင်လွတ်လိုက်တာပါဗျဖိုးတုတ်ကအေးငါမနက်ကဦးလေးစီကစာရတယ်ဒါနဲ့မင်းနာမည်ဘလို့ခေါ်လဲစံပါပါကိုကြီးဖိုးတုတ်ကဟုတ်ပြီထိုင်ကွာအသားကမဲမဲလူကောင်ကတင်းညက်ညက်နဲ့ရှောင်ပေစူးတောင်မဖြုတ်ရသေးတဲ့ဒီကောင်လေးကငါအတွက်ကဘလို့အသုံးဝင်မလဲဆိုတာငါသိချင်နေပြီဟေးလူဖာရာစီအာမတ်ဒီလအတွက်ကအခွန်ကိစ္စကဘလို့လဲငါညီလေးစံပါရှိမှာငါမျက်နှာမပြတ်စေနဲ့လေးပြားအာမတ်ကကြောက်လန့်တုံရီသောအတန်နဲ့ခဏလေးပါကဏ္ဍမရဲ့ဒီလဈေးကွက်ကမကောင်းလို့ပါနောက်အပတ်မှကဏ္ဍမကချင်းကျိုးကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးနောက်ပတ်ဆိုတာမရှိဘူးကိုဖိုးတုတ်ကစရင်နဲ့အတိအကျအခိုင်းထားတာစံပါမင်းကြည့်ထားဒီမျိုးမှာစကားနဲ့ပြောလို့မရရင်ဒီချင်းကျိုးကပဲစကားပြောလိမ့်မယ်အချိန်တွေဟာတရွေ့ရွေ့ကုန်းဆုံးသွားခဲ့ပြီးလမ်းမတော်အနောက်ဘက်ခြမ်းနဲ့ကန္နာတဝိုက်မှာပုံနာပထွန်းရဲ့အရေးတွေမိမ့်လာပြီးဖိုးတုတ်ရဲ့နာမည်ကတော့ရန်ကုန်ရဲ့လေထုထဲမှာပိုပြီးကျဲလောင်လာခဲ့တယ်လက်ရဲဆက်ရဲကနမတစ္ဆာရှိတဲ့အုံဖိန်နဲ့ငညွန့်အခုဆိုရင်လူသက်ပြီးပြေးလာတဲ့ညီဝမ်းကွဲစံပါပါဖိုးတုတ်ရဲ့အမခံလက်ယုံတစ်ဖြစ်လာခဲ့ပြီးသူတို့ဟာနယ်မြေကိုစနစ်တကျချက်ထွင်ပြီးအနာဂတ်အင်ပါယာတစ်ခုအတွက်တလန်းချင်းချီတက်နေကြတယ်ပုံနာပါထုံးကတော့ဖိုးတုတ်ကိုမီးညွန့်လေးလိုပဲအထင်သေးနေတော့ဒါပေမဲ့အဲ့ဒီမီးညွန့်လေးဟာတနေ့မှရန်ကုန်တစ်မြို့လုံးကိုဝါမြို့မဲ့တော်မီကြီးဖြစ်လာတော့မယ်ဆိုတာကိုတော့သူမသိသေးပါဘူးလမ်းမတော်ရဲ့နယ်မြေလူပွဲအခုမှအစပဲရှိသေးတယ်ပုံနာပါထွန်းနဲ့မက်စတီကန်တို့ရဲ့စစ်ပွဲကြားမှာဖိုးတုတ်ကဘလို့အကွက်ချမလဲ
လူတက်ပြီးထွက်ပြေးလာတဲ့ဒေါ်သားလေးဆမ်မရဲ့ရောက်ရှိလာမှုကပေါ့လမ်းမတော်ကိုဘလို့ပြောင်းလဲပြစ်မှလဲရန်ကုန်မြို့ကြီးသွေးချောင်းစီးမဲ့ညတွေစတင်တော့မယ်လမ်းမတော်ဘိုးတုပ် episode 2မကြခင်စောင့်မျှော်ကြည့်ရှုပါ